အခုမြင်နေရတဲ့ငှက်ကတော့တဘာဝတရားကြီးကတေးသေးချာချာဆေးရောင်ချဲပေးထားတယ်လို့အရန်ကိုလှပလွန်းလို့ကမ္ဘာဖက်ရှင်အကြဆုံးငှက်လို့တင်စားကြတဲ့ကုန်ဖက်ဆန်ထားသို့မဟုတ်ရွှေရောင်ရင်းငှက်ပဲဖြစ်ပါတယ်ဒီငှက်လေးတွေရဲ့မူလဇာတိကတော့တရုတ်နိုင်ငံအလဲပိုင်းကတောင်ရွာထူထပ်ပြီးအရိုင်းဆန်တဲ့တောနက်ကြီးတွေထဲမှာဖြစ်ပါတယ်သူတို့ကတောထဲမှာအရန်ကိုလှုပ်ဝက်စွာနေထိုင်တတ်ပြီးလူတွေနဲ့ဝေးရမှာပဲနေတတ်တာကြောင့်တောရိုင်းထဲမှာသူတို့ကိုအပြင်တိုင်းမြင်တွေ့ရဖို့ကအရန်ကိုရှားပါပါတယ်အခုနောက်ပိုင်းမှာတော့ကမ္ဘာနိုင်ငံအသီးသီးမှာအလှမွေးငှက်အဖြစ်မျိုးပွားမွေးမြူလာကြလို့ဒါကျွန်တော်တို့လွယ်လွယ်ကူကူမြင်တွေ့ခွင့်ရနေတာပါသူတို့ရဲ့ထူးခြားချက်ကတော့ခေါင်းပေါ်မှာတန်းနေတဲ့ရွှေဝါရောင်စပင်ကေကြီးနဲ့လေပင်မှာဝတ်ထားတဲ့လိမ်မော်ရောင်ကော်လာအင်ဂျီနဲ့ရဲရဲတောက်နေတဲ့ရင်ဘတ်အမွှေးတွေပဲဖြစ်ပါတယ်ဒါပေမဲ့ဒါကအထီးတွေမှာပဲရှိကြတာပါအမတွေကတော့တားပေါက်ချိန်မှာရန်သူတွေမမြင်နိုင်အောင်ပုံဖြောက်ဖို့အတွက်ရိုးရိုးရှင်းရှင်းအညိုရောင်ကြားလေးတွေပဲဖြစ်နေတတ်ပါတယ်စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့မိတ်လိုက်ရာသီမှာအထီးတွေဟာအမတွေကိုဆွဲဆောင်ဖို့အတွက်သူတို့ရဲ့လေပင်အမွှေးတွေကိုမျက်နှာရှိအထိကလန့်ဖြန့်ပြီးဝစ်စုံအစ်စ်လဲပြတယ်လို့မျိုးထူးထူးဆန်းဆန်းကပြတတ်ကြတာပါဒါအပြင်သူတို့ဟာအလှပပဲရှိတာမဟုတ်ပဲအနေရကြုံလာရင်လည်းအတန်ကျေကြီးအော်ပြီးတိုးတဲ့ကတခြားတိရစ္ဆာန်တွေကို